ကိုယ်တော်ရဲ့ကျေးဇူးတော်အစွန်လင်းသောသားသမီးတွေလုံလောက်ပင်မကုန်ခံသွားဘူးခွေဘယ်တော့မှမပြောင်းလဲပါနာနဲ့တိုင်းသူကရုဏာခံစားစေတူနိုင်မဲ့မြတ်တာရှင်အချိန်တိုင်းကျွန်တော်နာမြေရောက်လာကိုညီကလမ်းပြပို့ဆောင်နေวันနဲ့ချိန်တိုင်းကျွန်တော်နာမြေရှိသူကိုတော်သာကျွန်တော်ရဲ့အဖို့မွန်ပါကိုတော်ရဲ့ကျေးဇူးတော်မစွန်လင်းသောသားသမီးတွေလုံလောက်တဲ့မကုန်ခံသွားဘူးခွေဘယ်တော့မှမပြောင်းလဲပါနာနဲ့တိုင်းသူကရုဏာခံစားစေသူနိုင်မဲ့မြတ်တာရှင်ကျွန်တော်ရဲ့အနာဂတ်ကိုယ်တော်ရဲ့လက်ဝဲယုံကြည်စွာလိုက်ရှောက်တဲ့ရှင်မင်းစွန့်ပြေး၍မထားအချင်းချင်းပြင်းမမိတဲ့ကကဘာကုန်သည့်တိုင်းအတူရှိမင်းကိုယ်တော်ရဲ့ကျေးဇူးတော်အစွန်လင်းတော်သားသမီးတွေလုံလောက်တဲ့မကုန်ခံသွားဘူးခွေဘယ်တော့မှမပြောင်းလဲပါနာနဲ့တိုင်းသူကရုဏာခံစားစေသူနိုင်မဲ့မြတ်တာရှင်ကိုယ်တော်ရဲ့ကျေးဇူးတော်အစွန်လင်းတော်သားသမီးတွေလုံလောက်တဲ့မကုန်ခံသွားဘူးခွေဘယ်တော့မှမပြောင်းလဲပါနာနဲ့တိုင်းဒီကရုဏာခံစားစေသူနိုင်မဲ့မြတ်တာရှင်ဘယ်တော့မှမပြောင်းလဲပါနာနဲ့တိုင်းသူကရုဏာခံစားစေတူနိုင်မဲ့မြတ်တာ